လူတယောက်အောင်မြင်တယ်လို့သတ်မှတ်ဖို့ဘာတွေလိုအပ်တာလဲနာမည်ကျော်ကြားမှုလားငွေကြေးလားလူတွေရဲ့ချစ်ခင်မှုလားဒါတွေအားလုံးကိုပိုင်ဆိုင်ထားပြီးတော့တိတ်လဲအောင်မြင်ကျော်ကြားနေပေမဲ့မာနလုံးဝမရှိတဲ့ Hollywood star တယောက်ရှိပါတယ်တချို့ကသူ့ကို Forrest Gump လို့သိကြတယ်တချို့က Captain Miller လို့မြင်ကြလိမ့်မယ်ကလေးတွေဆိုလို့ရှိရင်တော့သူ့အတန်ကြားရင်သူတို့ချစ်တဲ့ကာတွန်းဇာတ်ကောင် Woody လို့တန်းပြီးတော့မှတ်မိကြလိမ့်မယ် Tom Hanks ပါလူချစ်လူခင်ပေါ်လွန်းလို့ America's Dad လို့တောင်တင်စားခံရတဲ့မင်းသားကြီး Tom Hanks အကြောင်းကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပါမယ်1956မှာကယ်လီဖိုးနီးယားပြည်နယ်ရဲ့တာမန်မီသားစုလေးတစ်စုမှာ Tom Hanks ကိုမွေးခဲ့တယ်။သူ့အသက်9နှစ်မှာတင်မိဘတွေကွာရှင်းခဲ့ကြတယ်။သူ့ရဲ့ဘဝကတိတ်ပြီးချောချောမွေ့မွေ့တော့မဟုတ်ခဲ့ဘူး။သူ့ဖေနောက်ကိုလိုက်ပြီးနေရင်းနဲ့အသက်10နှစ်မပြည့်ခင်မှာတင်သူက10အိမ်လောက်ပြောင်းပြီးသွားပြီ။သူ့ဘဝကဘယ်နေရာရောက်ဧည့်သည်တယောက်လိုပဲဖြစ်နေတာပေါ့။နေရာတွေခဏခဏပြောင်းရလွန်လို့သူ့မှာငယ်ပေါင်းတငယ်ချင်းဆိုတာမျိုးလည်းတိတ်ပြီးတော့မရှိခဲ့ဘူး။သူကအထီးကျန်နေတဲ့ကလေးတယောက်ပဲ။တနေ့တော့ကျောင်းရဲ့ပြဇက်တစ်ခုမှာသူဝင်တရုပ်ဆောင်ဖြစ်တယ်။အဲ့ဒီမှာတင်သူသိလိုက်တာကစင်ပေါ်မှာတရုပ်ဆောင်နေရရင်သူ့ရဲ့ရှက်စိတ်တွေအထီးကျန်မှုတွေအားလုံးပျောက်သွားတယ်ဆိုတာပဲ။ဒါကပဲနောက်တစ်ချိန်မှာကဘာကျော်မင်းသားဖြစ်လာမယ့်မျိုးစီကိုသူချနိုင်ခဲ့တာဖြစ်လိမ့်မယ်။80ဝန်းကျင်လောက်မှာ Tom Hanks ကကောမဒီမင်းသားတယောက်အနေနဲ့နာမည်စပြီးတော့ရလာတယ်။သူ့ကိုလူသိများစေခဲ့တာက Bosom Buddy ဆိုတဲ့ sitcom ပေါ့။အဲ့ဒီထဲမှာ Tom Hanks ကမိန်းမလိုဟန်ဆောင်ထားတဲ့ကြော်ညာသမားဇက်ကောင်ကိုတရုပ်ဆောင်ခဲ့တယ်။ဒီဇက်ကောင်ကြောင့်ပဲသူကနာမည်ကြီးရုပ်ရှင်မင်းသားဖြစ်လာနိုင်တဲ့အလားအလာရှိတယ်လို့ producer တွေကသတိပြုမိသွားကြတယ်1984မှာ Ron Howard ရဲ့ Splash ရုပ်ရှင်မှာခေါင်းဆောင်မင်းသားနေရာကနေတရုပ်ဆောင်ပြီးတော့အဲ့ဒီကားကဝင်ငွေဒေါ်လာ69သန်းကျော်ရသွားတယ်။အဲ့ဒီကားကနေစပြီး Tom Hanks ရဲ့အောင်မြင်မှုတွေစလာခဲ့တယ်။အဲ့ဒီအချိန်ထိသူ့ကိုဟာတာမင်းသားလို့ပဲပြည်သက်တွေကသိကြပေမဲ့သူကရည်စရာတက်တက်ပဲတရုပ်ဆောင်တတ်တဲ့ဟာတာတရုပ်ဆောင်မဟုတ်ဘူးဆိုတာကို1986မှာထွက်တဲ့ Nothing in Common ရုပ်ရှင်နဲ့တကဘာလုံးကိုတက်တည်ပြခဲ့တယ်။အဲ့ဒီကားမှာသူက dramatic role ကိုအကောင်းဆုံးတရုပ်ဆောင်ခဲ့ပြီးတော့အသိမှတ်ပြုတာခံခဲ့ရတယ်။ Tom Hanks ကို Hollywood ရဲ့ထိပ်တန်းမင်းသားလို့အခိုင်အမာသတ်မှတ်ပေးခဲ့တာကတော့ Big ရုပ်ရှင်ပဲ။အရွယ်ရောက်ပြီးတဲ့လူတစ်ယောက်ခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့73နှစ်သားကောင်လေးဇက်ရုပ်ပေါ့။1988မှာ Big ရုပ်ရှင်နဲ့ပဲသူ့ဘဝရဲ့ပထမအဦးဆုံး Oscar nomination ရခဲ့တယ်။1993ကျတော့ Tom Hanks က Philadelphia ရုပ်ရှင်ကိုရိုက်တယ်။အဲ့ဒီခေတ်တုန်းက AIDS အကြောင်းပြောဖို့တိတ်ပြီးဝင်လေးကြတဲ့အချိန်။ဒါပေမဲ့သူကတော့အဲ့ဒီကားမှာ AIDS ဝေဒနာရှင်ရှေ့နေဇက်ရုပ်ကိုရဲရဲပဲတရုပ်ဆောင်ခဲ့တယ်။သူ့ရဲ့ကျမ်းမာရေးကိုတော့ဂီယူမဆိုင်ဖဲနဲ့ပေါင်30ကျော်ဝိတ်ချပလိုက်တယ်။အဲ့ဒီရုပ်ရှင်နဲ့ပဲ Tom Hanks ကပထမဆုံး Oscar ရခဲ့တယ်။ဒါပေမဲ့အဲ့ဒီမှာတင်ရမသွားဘူး။နောက်တစ်နှစ်1994မှာ Tom Hanks လို့ပြောရင်အများဆုံးတွဲပြီးသိကြတဲ့ Forrest Gump ရုပ်ရှင်နဲ့ Oscar ထပ်ရခဲ့တယ်။ဒါကသူ့ရဲ့အမှုပညာဘဝမှာအထူးခြားဆုံး moment ပဲ။ဘာဖြစ်လို့လဲဆိုတော့ Best Actor Oscar ကို2နှစ်ဆက်တိုက် back to back ရတာက Hollywood သမိုင်းမှာနှစ်ပေါင်း90အတွင်း Tom Hanks အပြင် Spencer Tracy တယောက်ပဲရှိတယ်။ Forrest Gump ဇက်ကောင်က IQ 85ပဲရှိတဲ့ဉာဏ်ရည်မမီတဲ့လူတစ်ယောက်။ဒါပေမဲ့မတင်ပါပဲသူက American သမိုင်းရဲ့အရေးပါတဲ့ဖြစ်ရပ်တွေမှာပါဝင်ပတ်သက်ခဲ့တဲ့ထူးခြားတဲ့လူပေါ့ဒီလိုဇက်ရုပ်ပေါ့ဒီဇက်ကောင်ကိုပဲ Tom Hanks ကလက်ဖြားခါလောက်အောင်တရုပ်ဆောင်ပြခဲ့တယ်။ Forrest Gump ရုပ်ရှင်မှာ Run Forrest Run ဆိုတဲ့ dialogue ကနာမည်ကြီးသလိုသူမိုင်းနေအများကြီးပြေးခဲ့တဲ့ဇက်ဝင်ခန်းကလည်းအရေးကြီးတယ်။ဒါပေမဲ့အဲ့ဒီဇက်ဝင်ခန်းတွေကိုရိုက်ဖို့အတွက် Paramount Studio က budget ထုတ်မပေးတော့ဘူး။ Director Robert Zemeckis က Tom Hanks ကိုအကူအညီတောင်းတယ်။ Tom Hanks ကဒီအခန်းတွေမပါရင်ဒီကအသက်မဝင်ဘူးဆိုတာသူလည်းသိတယ်။အဲ့ဒီတော့ Forrest Gump အတွက်သူရတဲ့တရုပ်ဆောင်ကြီးတွေကနေပြီးတော့ဒေါ်လာတန်းချီပြီးဒီဇက်ဝင်ခန်းတွေရိုက်ဖို့ Tom Hanks ကိုယ်တိုင် budget ထုတ်ပေးခဲ့တယ်။အဲ့ဒီကားကအဲ့ဒီအချိန်ကအပေါက်ဆုံးရုပ်ရှင်ဖြစ်သွားပြီးတော့ Tom Hanks ကအမျက်ဝေစုအနေနဲ့ Forrest Gump ကနေဒေါ်လာတန်း40ကျော်ပြန်ရခဲ့တယ်။ကျွန်တော်တို့ပြောနေကြအတိုင်းဆိုစေနာကောင်းလို့ကန်ကောင်းတယ်ပေါ့ဗျာ။အဲ့ဒီနောက်ပိုင်းမှာလည်းသူ့ရဲ့အောင်မြင်မှုကကျမသွားဘူး။1993မှာ Sleepless in Seattle 1995မှာ Apollo 13 1998မှာ Saving Private Ryan 1999မှာ The Green Mile ဒီရုပ်ရှင်တွေဇက်တိုက်ရိုက်ခဲ့တယ်အားလုံးသိတဲ့အတိုင်းပဲထူးကြတယ်ဒီရုပ်ရှင်တွေအကုန်လုံးကအမှုပညာအရာရောငွေကြေးအရာရောအောင်မြင်သွားတာကြီးပဲ Apollo 13မှာဆိုရင်အာကာသတွေက Zero Gravity ဇက်ဝင်ခန်းတွေကကွန်ပျူတာနဲ့လုပ်ထားတဲ့ special effects တွေမဟုတ်ဘူးအဲ့ဒီဇက်ဝင်ခန်းတွေကို NASA ရဲ့ KC-135 Vomit Comet ပေါ်မှာတကယ်ရိုက်ခဲ့တာTom Hanks နဲ့ရိုက်ကူးရေးအဖွဲ့က25စက္ကန့်တစ်ကြိမ် parabolic arcs နဲ့ Zero Gravity အခြေအနေထဲမှာနိုင်ပေါင်းများစွာရိုက်ကူးရေးလုပ်ခဲ့ကြတယ်။ Saving Private Ryan မှာဆိုလို့ရှိရင်လဲ Tom Hanks ကရိုက်ကူးရေးတစ်ဖွဲ့လုံးကိုကိုယ်တိုင်ဦးဆောင်ပြီးတော့ motivation တွေလုပ်တယ်။ရုပ်ရှင်မြိုက်ခင်အကျိုးစစ်ရေးလေ့ကျင့်ခန်းလုပ်ကြတဲ့ boot camp မှာတစ်ချိန်လုံးမိုးတွေရွာပြီးတော့အေးခဲနေတာဒီရာသီဥတုကြောင့်ဖွဲ့သားတွေကစိတ်ဓာတ်ကျပြီးတော့ဆက်မလုပ်တော့ဘူးလို့မဲခွဲကြတယ်
အဲ့ဒီမှာ Trumans ကအားလုံးကိုစုလိုက်ပြီးတော့ဒီလေ့ကျင့်ရေးကိုလက်မလျှော့ဘဲနဲ့ငါတို့ဆက်လုပ်တော့မှဒုတိယကမ္ဘာစစ်မှာတကယ်တိုက်ပွဲဝင်ခဲ့တဲ့စစ်ပြန်ကြီးတွေအပေါ်မှာငါတို့အလေးထားရာရောက်မယ်လို့ပြောပြီးတော့စီးရုံးနိုင်ခဲ့တယ်။ Saving Private Ryan ကိုလည်းတမိုင်းတစ်လျှောက်အကောင်းဆုံးစစ်ကားတွေကတကားလို့သတ်မှတ်ခဲ့ကြပြီးတော့ရုပ်ရှင်လောကရော critics တွေရောပရိသတ်တွေရောအားပေးမှုကိုတခဲနဲ့ရခဲ့တယ်။အဲ့ဒီကားမှာလည်း Tom Hanks က Best Actor Oscar အတွက် nomination ထပ်ဝင်ခဲ့တယ်။သူ့ဇက်ကောင်စရိုက်ကိုပြပြပြင်းတရုပ်ဆောင်နိုင်ခဲ့လို့ဆိုပြီးတော့2006မှာ US ကြီးတပ်ရဲ့ဂုဏ်ထူးဆောင်အဖွဲ့ဝင်အနေနဲ့သတ်မှတ်ခံရတဲ့ပထမအဦးဆုံးတရုပ်ဆောင်ဖြစ်လာတယ်။နောက်ပြီးတော့လူသိများတဲ့ Castaway ရုပ်ရှင်ဒီရုပ်ရှင်ကိုနှစ်ပိုင်းခွဲပြီးတော့ရိုက်ခဲ့တယ်။ပထမပိုင်းမှာဘိုက်ရွှဲရွှဲနဲ့ FedEx ဝန်ထမ်းပုံစံအတွက် Tom Hanks ကကိုအလေးချိန်အတော်တက်အောင်လို့လုပ်ခဲ့တယ်။နောက်ပြီးတော့ဆက်မရိုက်တော့ဘူးရိုက်ကူးရေးကိုတစ်နှစ်တိနားလိုက်တယ်။တစ်နှစ်နားပြီးတော့မှကျွန်းပေါ်ရောက်သွားတဲ့ဇက်ဝင်ခန်းတွေကိုပြန်ရိုက်တယ်။အဲ့ဒီမှာသူကကျွန်းပေါ်ရောက်သွားပြီးတော့ရိုးပေါ်ရေတင်ဖြစ်နေတဲ့ပုံစံရဖို့အတွက်ကိုပေါင်90ကျော်ဝိတ်ချခဲ့ပြီးတော့သပင်နဲ့မုတ်စိတ်တွေကိုလည်းအစစ်အတိုင်းရအောင်မွေးခဲ့တယ်။2004မှာထွက်ခဲ့တဲ့ The Polar Express ကလည်း Tom Hanks ရဲ့ထူးခြားတဲ့အမှုပညာတွေကတစ်ခုပဲလို့ပြောရမယ်။ဒီကားကတာမန် 3D animation မဟုတ်ဘဲနဲ့ live action နဲ့ animation hybrid လို့ပြောရလိမ့်မယ်။လူတရုပ်ဆောင်တွေရဲ့လှုပ်ရှားမှုကိုအခြေခံပြီးတော့မှကွန်ပျူတာနဲ့ပြန်ဖန်တီးတာ။တရုပ်ဆောင်ရဲ့မျက်နှာပေါ်မှာ sensor တွေတက်ပြီးတော့လှုပ်ရှားမှုတွေမျက်နှာအမူအရာတွေကို capture လုပ်တာ။အဲ့ဒါကြောင့်ပဲသူက motion capture လို့ခေါ်တယ်။ Tom Hanks ကဒီနည်းပညာကိုပထမဦးဆုံးစမ်းသပ်ပြီးသုံးခဲ့တဲ့ရှေ့ဆောင်လမ်းပြတွေကတယောက်ပဲ။ဒီရုပ်ရှင်ရဲ့ထူးခြားချက်က Tom Hanks က character 6ယောက်နေရာကိုသူတယောက်တည်းတရုပ်ဆောင်ခဲ့တာ။6ယောက်စာတရုပ်ဆောင်ရတာဆိုတော့ရိုက်ကွင်းပေါ်မှာမျက်နှာပေါ် sensor တွေတက်ပြီးတော့ special costume တွေဝတ်ထားရတဲ့အချိန်တွေကသူတယောက်တည်းတော်တော်များခဲ့တာပေါ့။ဒါပေမဲ့လည်း Tom Hanks ကတကယ်ကိုအပင်ပန်းခံပြီးတော့တည်တည်ချာချာတရုပ်ဆောင်ခဲ့တယ်။ Tom Hanks ရဲ့အနှစ်သာရကသူ့ရဲ့အောင်မြင်မှုတွေမှာတင်ရှိနေတာမဟုတ်ဘူး။သူ့ရဲ့အပြင်ဘဝနဲ့သူ့ဝါသနာကလည်းစိတ်ဝင်စားစရာကောင်းတယ်။ Tom Hanks ကအာကာသအကြောင်းတကယ်ကိုယူသွတ်တဲ့လူတစ်ယောက်။အာကာသယာဉ်မှူးဖြစ်ချင်ပေမဲ့မဖြစ်ခဲ့ရဘဲနဲ့မင်းသားဖြစ်လာတာ။ဒါကြောင့်ပဲသူကိုယ်တိုင် Apollo 13လို့ရုပ်ရှင်မျိုးရိုက်ပြီးတော့သူ့ရဲ့အာကာသအိမ်မက်ကိုအသက်သွင်းခဲ့ပုံပေါ်တယ်။သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့သိပ္ပံပညာရှင်တွေက asteroid တစ်ခုကို12818 Tom Hanks လို့တောင်နာမည်ပေးခဲ့ကြတယ်။ပြီးတော့ Tom Hanks ကလက်နှိပ်စက် crazy 1930ဝန်းကျင်ကထုတ်ခဲ့တဲ့ရှေးဟောင်းလက်နှိပ်စက်အလုံးပေါင်း250ကျော်လောက်သူ့မှာစုဆောင်းထားတာရှိတယ်။လက်နှိပ်စက်ခလုတ်တွေနှိပ်လိုက်တိုင်းထွက်လာတဲ့6666အတန်နဲ့စက်လုံးတွေစက်ကူပေါ်လာတဲ့အစစ်အမှန်ခံစားချက်ကိုသူကမျက်နှိုးတယ်တဲ့2014မှာလက်နှိပ်စက်လိုမျိုးစာရိုက်တဲ့ iOS application တစ်ခုတောင်သူကထုတ်လိုက်သေးတယ်။ဒါကနာမည်ကျော်တယောက်ရဲ့ဝါသနာအပေါ်မှာအခြေခံတဲ့ apps လေးတစ်ခုပဲလို့ထင်ခဲ့ကြပေမဲ့ဒီ apps ကိုဖြန့်ပြီးတော့ရက်ပိုင်းအတွင်းမှာပဲ App Store မှာ number 1 ချိန်သွားတယ်။ပြီးတော့ Tom Hanks ကစာလဲရေးသေးတယ်။ multi talented လို့ပြောရမှာပဲပေါ့နော်။ဝတ္ထုအတူအရှည်ဘောင်းဆောင်ရေးခဲ့တယ်။2019မှာ Uncommon Type ဆိုတဲ့ဝတ္ထုလိုစာအုပ်ကိုထုတ်တယ်။2023ကျတော့ The Making of Another Major Motion Picture Masterpiece ဒီလုံးချင်းဝတ္ထုကိုလည်းထုတ်တယ်။ဒါပေမဲ့လူတွေ Tom Hanks ကိုချစ်ကြတာကသူ့ရဲ့အောင်မြင်မှုတွေအရေးအချင်းတွေကြောင့်မဟုတ်ဘဲနဲ့သူ့ရဲ့လူသားဆန်မှုကြောင့်ပဲ။လူတွေကိုသူကချစ်လို့ပရိသတ်တွေကလည်းသူ့ကိုချစ်ကြတာ။ဥပမာဆိုရင်ဗျာ Tom Hanks က Central Park မှာလေ့ကျင့်ခန်းလုပ်နေတော့ wedding photo ရိုက်နေတဲ့ဇုံတွဲနဲ့တွေ့တယ်။အဲ့ဒီမှာသူကဒီချွေးဆိုနေတဲ့အားကစားဝတ်စုံနဲ့ပဲပြုံးကြီးအမှတ်တရဓာတ်ပုံဝင်ရိုက်ပြီးတော့ဒီမင်္ဂလာစုံတွဲကိုဂုဏ်ပြုပေးခဲ့တယ်။ဒါကသူဘလောက်ထိတောင်ဟိတ်ဟန်မရှိဘူးလဲဆိုတာကိုပြတာပဲ။ပြီးတော့ကားပါကင်မှာပတ်စံအိတ်ချန်ခဲ့တဲ့ចောင်းသားလေးကို Twitter ပေါ်မှာတကူးတခါလိုက်ရှာပြီးတော့ပြန်ပေးတယ်ဒါမျိုးတွေပေါ့။တာမန်ကိစ္စလေးတွေကအစားသူနဲ့မဆိုင်သလိုမနေဘဲနဲ့ကိုညီတတ်တဲ့သူ့စရိုက်ကတအားချစ်စရာကောင်းတယ်။သူ့စီလာတဲ့ fan letter တွေကိုသူကိုယ်တိုင်လက်နှိပ်စက်နဲ့စာရိုက်ပြီးတော့ပြန်စာတွေပို့ပေးတာမျိုးလုပ်သေးတယ်။ Hollywood star တယောက်လိုမျိုးဟိတ်ဟန်ကြီးနေတဲ့မင်းသားမဟုတ်ဘဲနဲ့လူတွေနဲ့တသားတည်းရှိနေတဲ့လူသားတယောက်လိုရှင်သန်နေတာကိုမြင်ကြရလို့လူတွေကကျေနပ်ပြီးသူ့ကိုချစ်ကြတာ။ဒါကြောင့်လဲ America's Dad လို့ချစ်စနိုးနာမည်ရခဲ့တာပေါ့။နောက်တစ်ခုကအမေရိကန်နိုင်ငံသားစစ်စစ်ကြီး Tom Hanks ကိုဂရိနိုင်ငံကလည်းသူတို့ရဲ့နိုင်ငံသားလို့တရားဝင်အသိအမှတ်ပြုခဲ့သေးတယ်။ဒါကလည်းသူ့ရဲ့ကူညီတတ်မှုတွေစာနာမှုတွေကြောင့်ပဲ။ဘာဖြစ်တာလဲဆိုတော့2020မှာဂရိမှာတော်မီလောင်မှုကြီးအကြီးဖြစ်တော့ Tom Hanks နဲ့သူဇနီး Rita Wilson ကဒီဖြစ်ရပ်အပေါ်မှာကဘာကအာယုံစိုက်ပြီးအကူအညီတွေပေးလာအောင်လို့ထိတ်ဆုံးကနေတောင်းဆိုပေးခဲ့ကြတယ်။ဒါကြောင့်ပဲဂရိနိုင်ငံက Tom Hanks နဲ့မိသားစုကိုဂုဏ်ထူးဆောင်ဂရိနိုင်ငံသားတွေအဖြစ်အသိအမှတ်ပြုခဲ့တယ်။ Tom Hanks ကအောင်မြင်တဲ့ရုပ်ရှင်ကားပေါင်းများစွာကိုတရုပ်ဆောင်ခဲ့တဲ့အမှုပညာလောကမှာလည်းမသိသူမရှိတဲ့ mega star မင်းသားကြီးပဲ။အခုအထိလည်းသူကရုပ်ရှင်အသစ်တွေရိုက်နေတယ်စာအုပ်တွေရေးတယ်အပြင်မှာလည်းသူ့ရဲ့ပုံစံတိုင်းချစ်စရာကောင်းနေတော့မယ်။ Forrest Gump ရုပ်ရှင်တွေက dialogue တစ်ခုလိုပဲ Life is like a box of chocolates တဲ့ဘဝဆိုတာ chocolate ဘူးတစ်ဘူးလိုပဲဒီအတိုင်းကြည့်လိုက်ရင်အားလုံးတူတူပဲလို့ထင်ရပေမဲ့ကိုရွေးချယ်လိုက်တာကိုယ့်စီရောက်လာမှာကဘာလဲဆိုတာကြိုမသိနိုင်ဒါပေမဲ့ Tom Hanks ကတော့ဘာတွေပဲဖြစ်လာလားဘာတွေပဲသူ့စီရောက်လာလား
လူကောင်းတစ်ယောက်အနေနဲ့ရှင်တန်တာကအကောင်းဆုံးရွေးချယ်မှုပဲလို့နှစ်ပေါင်းများစွာသက်သေပြခဲ့တယ်မင်းသားကြီး Tom Hanks ကိုကြည့်ပြီးတော့တွေးစရာတွေကျွန်တော်တို့အများကြီးရတယ်သူကအားလုံးချစ်ကြတဲ့လူတစ်ယောက်အထင်ကရပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာတာဒါကရုပ်ရှင်ပိတ်ကားပေါ်မှာမြင်ကြရတဲ့သူ့ရဲ့ပုံရိပ်တွေကြောင့်လားဒါမှမဟုတ်ကင်မရာနောက်ကွယ်ကအပြင်ဘဝမှာသူပြုမှုနေထိုင်ခဲ့တဲ့သူ့ရဲ့ဂုဏ်သိက္ခာရှိတဲ့လောက်ရက်တွေကြောင့်လားခင်ဗျားတို့ရောဘယ်လိုထင်လဲသူ့ရဲ့ရုပ်ရှင်တွေရောကြိုက်ကြလားဘယ်နှကားလောက်ကြည့်ဖြစ်လဲ comment ရေးခဲ့ကြပါအောင်ပြီးရင်ကျွန်တော် channel ကိုလည်း subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးနှိပ်ခဲ့ပြီးဖို့မမေ့ပါနဲ့